你过去了些，我别都给我了，就是你不给我。 ချစ်ဟုတ်လားအဲ့စကားကိုချင်းစာစိတ်ရှိရှိပြောရလားငေါ့မေကကူကူကိုတငယ်ချင်းနေရရှိမှရေပက်ပြီးတော့မောင်းထုတ်ပြီးရှက်ခွဲခဲ့တာအခုကျမှအသက်ကယ်ပေးပါလို့ကူကူကိုတောင်းဆိုနေရလားဒါဘယ်လောက်ကြီးစရာကောင်းလဲဆိုတော့မောင်သိရလား 姑爷，不是某流派大战嘛？你那么给路线，我没得，我没得个手中拿来的，姑爷。 ဆုံးပါစီပေါ့ကူကူကိုမုန်းနေတဲ့သူတယောက်တည်းဘာလို့ကိုကြောက်ကဲကိုပေးရမှာလဲကိုကူကိုချစ်တဲ့မိန်းမတွေကထောင်ညင်းပါပဲ 莲花，妹တတိယလာပြီလား ရှင်သေးတယ်ပေါ့ မမေကိုလေချောက်ကလူရှင်ပေါ်လာခဲ့တယ်မမေရဲ့ဒါပေမဲ့သူထွက်သွားပြီမမေသူမထွက်သွားခင်မှာလေဒီစာလေးနဲ့စပတ်လေးကိုမမေကိုပေးခဲ့ ပါတယ်လေသား မောင်ကိုချစ်လို့ကူကူပေးဆက်တဲ့တလောက်ပေးဆက်ခဲ့ပြီဒါပေမဲ့ငါ့အမေရဲ့မျက်လုံးတွေထဲမှာကူကူကိုမြင်နေရတဲ့အမုန်းတွေကိုကူကူမခံစားနိုင်ဘူးကူကူတို့ကြားမှာကူဖလစ်တွေအများများလုံးနဲ့ဒီနေ့တကြံကလေကူကူအတွက်တော့အမတ်တရတွေအများကြီးပဲအပျော်တွေအဆက်တွေအမုန်းတွေနဲ့နောက်ဆုံးတော့အချစ်ကြောက်ရှုံးပေးခဲ့ရတဲ့မာနတွေပေါ့ကူကူတို့နှစ်ယောက်ပြန်အဆင်ပြေဖို့အတွက်ကြောက်ကက်ကိုရင်းခဲ့တာမဟုတ်ပေမဲ့ ဒါကူကူပေးနိုင်တဲ့အကြီးမားဆုံးလက်စားချေမှုပဲမောက်မမေအသက်ရှူလိုက်တာကူကူကိုမုန်းခဲ့တာတွေတဲ့နောင်တရနိုင်မယ်လို့ကူကူမျှော်လင့်နေကူကူတို့ပြန်မဆုံးတင်တော့တဲ့အချိန်ကိုရောက်ပြီမို့မကူကူကိုခယူးဆိုင်ပါနော် မင်းရဲ့အတ္တတွေကသားတို့ချစ်ချင်းကိုခွဲလိုက်တယ်လို့ဖြစ်သွားပြီလားသား နောက်ဆိုလို့ရှိရင်ဟောင်းဆိုတဲ့တန်လေးကိုဒါကြောက်ခွင့်မရတော့ဘူးမေ ဒီနေ့တကြံမှာအလွမ်းအဆွေးတန်ရာတွေနဲ့နှလုံးသားကိုဆေးကြောဖြစ်နိုင်ခဲ့ပြီမနေ့ပြန်တွေမှာတော့အပြုံးတွေနဲ့နှိုးထခြင်း